နေ့ဒါကျွန်တော်တို့ရဲ့ဒုတိယနေ့ပေါ့နော်ရာဇီတော့ဒီနေ့မလုပ်လိုက်ရတော့ဒီမှာလည်းမလုပ်ဘူးကောင်လည်းတိုက်ကျွန်တော်ချင်းအဟောင်းနေရဒီနေ့ပြန်ကတိုင်းဒါတော့ကျွန်တော်လုံငယ်ရေးဝင်နေပါဒီပွဲအတွက်တည်တဲ့ကိုကျွန်တော်ခေါ်ထားတာက2စီးစာ3စီးစာလောက်ရှိပါတယ်တော့ဘိုက်စားဘာဝဲလာလဲဒီနေ့ဘိုက်စားမှာပေါ့ဟုတ်ကဲ့ဟိုလိတ်ဘောပေါက်တယ်ငါဘာစားတဲ့လောက်လောက်ပါကျွန်တော်တို့ကပွဲသေးတွေရောက်နေတာပေါ့ဗျာဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ရှိသေးလားနည်းနည်းကျွေးဘိုက်ကမစားဘူးနဲ့စားတာပဲကိုယ်ကမှဖုန်းတွေတိုင်းသွားမကြည့်နေလားကိုယ့်ဆော်ရောပါလားဒ
ဒါအခုကျွန်တော်တို့အင်းလေးကိုဖောင်နှုတ်ဖျောက်သွားဖို့မဲ့ကျွန်တော်ဖွဲ့ပါဟုတ်ဒါကျွန်တော်တို့အင်းလေးကန်ထဲမှာရှိတဲ့စိန်သမရကိုယ်စေဘဆင်ပြပါလေကားရတော့ဒါတော့ခုရိုက်ကူးရေးလုပ်ပေးတဲ့ဒါကိုဒေတာပါကိုနေရဒါလေးတွေမစိုးဘူးမိုက်ဒါတွေဘယ်လောက်လဲမအဲ့ထောင်းထောင်းအဲ့ထောင်းရှင်နားတယ်နော်ပေးလွယ်ကလေးတွေက2800လားလားအဲ့ဒါ2800လွယ်တယ်မင်းကလေးမမဒါမင်းကလေးပဲလွယ်လို့ရတယ်ယောက်ျားလေးကမင်းကလေးကိုနှစ်ယောက်မျှလွယ်လို့ရတဲ့ဟာလေးရှိတယ်မတမန်မိုင်ဒါကြတော့မင်းကလေးပဲရတယ်မင်းကလေးပုံလေးနဲ့အဲ့ဒါဘယ်လောက်ငါကြိတ်ကြပါပြီသေးလွယ်ဟုတ်တယ်ဟောဟလာမโอเคအဲ့ဒါဘာကြီးလဲဒါဟောရှမ်းပေါင်းမျိုးဟောမဒါလေးတော့ဘယ်လောက်လဲမ6,800ဟုတ်ကဲ့ရတယ်မရှာလေးရဘယ်လောက်မှာဘာယူအောင်ဒီကျွန်တော်နားထဲမှာစေးကျွတ်တယ်ပဲကျွန်တော်တိုက်တယ်မကြုံတော့လားသုံးတော့မလား